တရားဝင်တိုင်းပြည်ကိုဆိုလို့ဖြစ်ပါတယ်နော်။အော်ဒီတော့တမဲ့ချစ်တော်နာရကရှင်းလို့တဲ့ဒီအချင်းတွေဘူးဘောဘလို့ဖြစ်နေအဖြစ်ချောင်းတဲ့ဒီတရားမရှိအောင်မေးတော့မယ်ဆိုရင်ကျွန်တော်ပုံဝင်းဆိုရင်ကိုယ်ကလည်းတော့ပေါ်မဒီဝင်တူလေးဖြစ်ပါလေခင်ဗျာ။နံပါတ်3ကမိုင်းတိုင်းမောင်ဖွင့်နံပါတ်4ကကိုပုံဝင်းနံပါတ်9တရားဝင်ကိုကောင်းကောင်းလေးလေးနံပါတ်6ကတော့ကျွေးတယ်မှာပြည့်ကြစွာကျွေးချီတဲ့လက်ချီရေးဆိုရင်ဖြစ်ပါလေခင်ဗျာ။ကိုယ်ကလည်းတော့